မင်္ဂလာပါအရှင်မင်းသားကြီးဒိုနီဂျာဟာအဆင့်သုံးရှိတဲ့သဲကျိတ်အိတ်ကင်ဆာဝေဒနာကိုခံစားနေရပြီးဒါကိုပရိသတ်တွေကိုအတိမပေးပဲတိတ်တိတ်လေးကုသနေတာနှစ်နှစ်နီးပါးရှိပြီလို့သတင်းတွေထွက်ပေါ်နေပါတယ်ထိုင်းမီဒီယာတွေရဲ့အဆိုအရသူဟာ2024ခုနှစ်အတွင်းမှာဘိုင်းအောင်နာနဲ့အသားဝါတဲ့လက္ခဏာတွေခံစားခဲ့ရလို့ဆေးစစ်ကြည့်ရကနေဒီယောဂရှိနေမှန်းသိခဲ့ရတာဖြစ်ပြီးအဲ့ဒီနောက်ပိုင်းမှာကင်ဆာတစ်ရှူးတွေကိုခွဲစိတ်ဖယ်ရှားခဲ့သလိုဆေးသွင်းကုသမှုတွေကိုလည်းဇက်တိုက်ခံယူခဲ့ရပါတယ်လက်တလောမှာတော့တိုနီဂျာရဲ့ social media post တွေထဲမှာသူ့ရဲ့ပုံစံကတိတိတသားကြီးပိန်ကျသွားတာကိုတွေ့ရတဲ့အတွက်ပရိသတ်တွေကတော်တော်လေးစိုးရိမ်ခဲ့ကြပြီးအဲ့ဒီနောက်မှာမှသူ့ရဲ့စမ်းမာရေးအခြေအနေသတင်းတွေပြန့်နှံ့လာခဲ့တာပါဒါပေမဲ့သူ့ရဲ့နီးစပ်သူတွေပြောပြချက်အရအခုဆိုရင်အခြေအနေကပြန်ကောင်းလာနေပြီဖြစ်တယ်လို့မိသားစုရဲ့ပြုစုဆောင်ရှောက်မှုဆရာဝန်တွေရဲ့အနီးကပ်ကြည့်ရှုမှုတွေနဲ့အတူအရင်လိုစမ်းမာတန်ဆွမ်းလာအောင်ပြန်လည်စူးစမ်းနေတယ်လို့သိရပါတယ်ဝမ်ဘတ်မင်းသားကြီးအဖြစ်ကဘာကျော်ခဲ့သလို Furious 7 နဲ့ XXX တို့လိုဇကားတွေမှာလည်းပါဝင်ခဲ့တဲ့မင်းသားကြီးတိုနီဂျာအမြန်ဆုံးပြန်လည်ကျန်းမာလာဖို့အတွက်တကဘာလုံးကပရိသတ်တွေကဆူတောင်းပေးရင်အားပေးစကားတွေပေးဖို့နေကြပါတယ်ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်